ပေါ်မှာလေတခါလေကိုကကိုအတွက်အသက်ရှင်နေတာဟုတ်ရဲ့လားဒါမှမဟုတ်တခြားသူတွေအမေအတွက်ပဲရှင်တန်နေတာလားလို့တွေးမိဖူးကြမှာပါဒီနေ့ဆွေးနွေးမယ့်အကြောင်းအရာကအဲ့ဒီလိုခံစားချက်မျိုးကနေယုံထွက်ပြီးကိုယ့်ရဲ့ပင်ကိုစစ်စစ်ကိုဘလို့ပြန်ရှာတွေ့နိုင်မလဲဆိုတာပါပဲကဲဒီခီးကိုအတူတူဆက်လိုက်ကြအောင် Reddit မှာအသက်28အရွယ်တယောက်ရင်ဖွင့်ထားတာပါတခြားလူရဲ့အတန်တင်နဲ့တိစောချတဲ့လောင်အိမ်သားမှနေရတာကျွန်မမောလာပြီးဒီခန်းစားချက်ကဒီနေ့ကျွန်တော်တို့ဆွေးနွေးမယ့်အကြောင်းအရာရဲ့ခံတက်ပါပဲပိတ်မိနေတယ်လို့မျိုးလူတိုင်းကိုကျင်းအောင်အမြဲစူးစမ်းနေရလို့ပင်ပန်းနွမ်းနဲ့နေရတဲ့ခံစားချက်ပေါ့ကဲဒီထောက်ခံမှုလောင်အေးဆိုတာကိုနည်းနည်းအနည်းကကြည့်ကြရအောင်ဒါကနေချင်းညက်ချင်းဖြစ်လာတာမျိုးမဟုတ်ဘူးလေဘဝမှာကိုချက်ခဲ့တဲ့ဆုံးဖြတ်ချက်လေးတွေတစ်ခုချင်းစီကနေဖြစ်ဖြစ်တိဆောက်လာခဲ့တာပါဒီအတွေ့အကြုံကိုကြည့်လိုက်ပါကိုတကယ်ဝါသနာပါတာကအမှုပညာဒါပေမဲ့တီငင်နေဆိုတဲ့ဒူနာပြုလို့ကိုယူခဲ့တယ်မပြောမန်းတိတိကြီးနဲ့သူများတွေသဘောတူလို့ဆိုပြီးဆက်ဆံရေးတစ်ခုမှ9နှစ်လောက်အချိန်ဖြုံးခဲ့တယ်ဆိုရှယ်မီဒီယာမှာဆိုမြဲတမ်းပြောနေတဲ့ပုံစံတကယ်တော့အဲ့လာကိုတီမလောက်မုန်းနေတာအဆုံးမှာတော့အလို့ရောဆက်ဆံရေးရောတငယ်ချင်းတွေရောအကုန်ပြုတ်သွားတော့ဟာလာဟင်းလင်းကြီးထစ်ပြီးလမ်းပြောက်သွားတယ်လို့ခံစားခဲ့ရတယ်ဒါကတော်တော်များများကြုံရတဲ့ပုံစံတစ်ခုပါပဲကိုယ့်ရဲ့ပျော်ရွှင်မှုကိုနောက်ပို့ပြီးအများမြင်မှာမှန်ကန်တဲ့လမ်းကိုပဲရွေးချယ်မိကြတာမျိုးပေါ့ဒါပြဘာလို့လဲဘာဖြစ်လို့သူများရဲ့ထောက်ခံမှုကိုဒီလောက်တောင်လိုချင်တောင်းတနေရတာလဲဒီအပြုမှုရဲ့နောက်ွယ်ကစိတ်ပိုင်းဆိုင်ရာအရေးမြစ်ကိုနန်းနန်းလောက်တူးဆိုကြည့်ကြရအောင် Psych Central ကပညာရှင်တွေကတော့ဒီလိုဖွင့်ဆိုထားပါတယ်ထောက်ခံမှုရှာဖွေခြင်းဆိုတာကကိုတန်ဖိုးမထားနိုင်တဲ့အခါငါကဘာတူလဲငါလုပ်ခဲ့တာတွေမှန်ရဲ့လားဆိုတာကိုအခြားသူတွေစီကနေအဖြစ်တောင်းတဲ့လို့ရပါပဲတနည်းပြောရရင်ကိုတန်ဖိုးကိုထင်းချုပ်တဲ့ remote control ကိုသူများလက်ထည့်ထည့်ပေးလိုက်တယ်လို့ပါပဲကိုယ့်ရဲ့ခံစားချက်ကိုသူတို့ရဲ့ထင်မြင်ချက်တွေကနေဆုံးဖြတ်ခိုင်းလိုက်တာပေါ့စိတ်ပညာရှင်တွေကတော့အဓိကအကြောင်းရင်းတစ်ခုကိုညွှန်ပြကြပါတယ်။တစ်ခုကကိုတန်ဖိုးထားမှုနေပါတာ။နောက်တစ်ခုကတော့ငယ်ဘဝအသေးချုံနေပါ။ငယ်တုန်းကလက်လျူရှုခံရတာမျိုးအမြဲတမ်းဝေဖန်ခံရတာမျိုးကကိုအတင်းစစ်ကနေငါဟာလုံလောက်တဲ့သူတယောက်ပါဆိုတဲ့ခံစားချက်ကိုမွေးမြူနေစွမ်းကိုတားဆီးလိုက်ပါတယ်။အဲ့ဒီလိုနဲ့ပဲအရွယ်ရောက်လာတဲ့အခါအဲ့ဒီအတိမှတ်ပြုမှုကိုအပြင်လောကမှာလိုက်ရှာနေမိတော့လာပါပဲဆရာကကုဆရာဝန် Timothy J တဲ့ပြောသလိုပါပဲကျွန်တော်ရဲ့အတွင်းစိတ်ကတောင်ပိုထားမှုပြည့်ကျွင်းသွားတဲ့အခါအဲ့ဒီအချိန်မှာထောက်ခံမှုကိုလက်ရှာကြတဲ့ဆိုလိုတာကကိုယ့်ရဲ့အတွင်းစိတ်အုံမြက်မခိုင်မာတဲ့အခါသူများတဲ့စီကနေအရှင်းပြပါတယ်ဆိုတဲ့စကားလေးကိုပဲမိခိုနေရတော့တာပေါ့ဒါကတဲပေါ်မှာအိမ်ဆောက်ဖို့စူးစမ်းနေတာနဲ့ဘာမှမထူပါဘူးဒါပေမဲ့ခဏလေးနော်သူများစီကအကြံဉာဏ်တောင်းတိုင်းတုံ့ပြန်ချက်ရှာတိုင်းမကောင်းဘူးလို့တော့ဆိုလိုတာမဟုတ်ပါဘူးကြားမာတဲ့အတီးပြုံးမှုရှာဖွေရင်းနဲ့မကြားမာတဲ့ထောက်ခံမှုရှာဖွေခြင်းကြားမှာအခြေကြီးกว่าပါတယ်ဥပမာယုံကြည်ရတဲ့တငယ်ချင်းကိုအမြင်တောင်းတာကကိုယ့်အမြင်ကိုညှိဖို့မှန်တဲ့ချက်လိုပါပဲဒါပေမဲ့ကိုယ့်ရဲ့ပျော်ရွှင်မှုတစ်ခုလုံးကသူတို့ရဲ့အဖြစ်ဖို့မှာပဲမူတည်နေသည်ဆိုရင်တော့အဲ့ဒါကအာနာကိုသူများလက်ထက်ထည့်ပေးလိုက်တာနဲ့အတူတူပါပဲကဲဒီလိုသူတစ်ပါးစိတ်ကျေနပ်အောင်နေထိုင်ခြင်းရဲ့တကယ်ပေးဆက်ရမှုကဘာဖြစ်မလဲဒါကနည်းနည်းပါးပါးစိတ်မပျော်ရွှင်ရုံလေးမဟုတ်ပါဘူးနော်ကို့ဘဝလမ်းကြောင်းတစ်ခုလုံးကိုလမ်းလွဲသွားစေနိုင်တဲ့အထိတက်ရောက်မှုရှိပါတယ် Smart Recovery ရဲ့တူတဲ့ညီတွေကရှင်းရှင်းလင်းပဲပြောထားပါတယ်ထောက်ခံမှုကိုအသေးအတန်လိုက်ရှာခြင်းဟာဘယ်တော့မှမပြည့်နိုင်တဲ့ပန်းနိုင်တစ်ခုပါပဲကိုယ့်ရဲ့အချိန်နဲ့စွမ်းရည်ကိုအလာဟာတာကုန်းစုံစေတဲ့ကိုပန်းနိုင်အစားသူများပန်းနိုင်တဲ့အသက်ရှင်နေရတယ်ထူးဆန်းတာကကိုကသူတို့ရဲ့ထောက်ခံမှုကိုပိုလို့အလေးလေးသူတို့စီကလေးစားမှုကိုပိုနိုင်လေးဖြစ်တတ်ပါတယ်တော်လိုလေးရက်စစ်တဲ့ပြောင်းပြန်ချိုးပဲနော်အစွန်းဆုံးမှာတော့ပေးဆက်ရတဲ့အကြီးမားဆုံးတောင်းဖို့ကတော့ကိုပျောက်ဆုံးသွားတာပါပဲဘာကအရေးကြီးလဲဘာကကိုတွင်အားပေးနေတာလဲဘာကတကယ်ပျော်ရွှင်စေတာလဲဆိုတာတွေနဲ့တဖြည်းလေးအဆက်အသွယ်ပြတ်သွားပါတယ်ကိုရဲ့အတွင်းစိတ်လမ်းပြမိပုံပြောက်သွားပြီးသူများရဲ့မြင်ချင်တယ်လို့ထင်တဲ့ပုံရိပ်အတိုင်းပဲရှင်တန်နေတော့တာပါပဲဒါပေမဲ့သတင်းကောင်းရှိပါတယ်ဒီလောင်ဝင်ထဲမှာတက်တက်လုံးနေသွားစီရမလို့ပါဘူးဒီတနေရာနေရုံထွက်ပြီးကိုတန်ဖိုးကိုတိုင်းတီဆောက်ဖို့အတွက်လက်တွေ့ကြတဲ့နီးလန်းတွေရှိပါတယ်ကဲလွမြောက်ဖို့တော်တဲ့ချောင်းကိုအတူတူဖန်တီးကြည့်ကြအောင်ပထမဆုံးနဲ့အရေးကြီးဆုံးအဆင့်ကတော့တတိပြုမိခြင်းပါပဲကိုကဘလို့အချိန်နေမှဘယ်သူစီကထောက်ခံမှုကိုလိုချင်နေမိလဲဆိုတာကိုအရင်ဆုံးသိဖို့လိုပါတယ်ဒီပုံစံကိုတတိပြုမိပြီဆိုတာနဲ့ပြောင်းလဲဖို့ပထမဆုံးခြေလှမ်းကိုလှမ်းလိုက်နိုင်ပါပြီပြီးတော့ကိုယ့်ရဲ့အောင်မြင်မှုတေးသေးလေးတွေကိုတောင်သူများဂုဏ်ပြုတာကိုမဆောင်ပဲကိုယ့်ဘာသာကိုဂုဏ်ပြုပါကိုယ့်ဘာသာကိုနေရတာကိုပို့ပြီးတက်တာရှိအောင်လေ့ကျင့်ပါလိုအပ်လာရင်ကုထုံးပညာရှင်လို့ကျွမ်းကျင်သူရဲ့အကူအညီကိုရယူဖို့လည်းမကြောက်ပါနဲ့အပြိုးသဘောဆောက်တဲ့အတည်ပြုချက်တွေကလည်းအားကောင်းတဲ့လက်နက်တစ်ခုဖြစ်နိုင်ပါတယ်ဒါပေမဲ့မန်ရှိမှာငါဟာတန်ဖိုးရှိတယ်လို့အကျင့်တရားရွတ်ညီယုံနဲ့တော့မလုံလောက်ပါဘူးကို့အတွက်တကယ်အဓိပ္ပာယ်ရှိဖို့လိုတယ်ဥမာ
ငါဟာကောင်းမွန်တဲ့ဆုံးဖြတ်ချက်တွေချနိုင်စွမ်းရှိတယ်ဘာလို့လဲဆိုတော့အရင်ကလည်းခက်ခဲကိစ္စတွေကိုဖြေရှင်းနိုင်ခဲ့လို့ပဲဆိုတာမျိုးပေါ့ကိုနဲ့ပိုပြီးသက်ဆိုင်လေအတွင်းစိတ်ထဲကိုပိုပြီးစိတ်ဝင်လေပါပဲ ဒီချက်ကတကယ်ကိုအရေးကြီးပါတယ်ကိုခေါင်းထဲကနေကိုဝေဖန်နေတဲ့အတန်ဟာတကယ်တော့ကိုယ့်ရဲ့စစ်မှန်တဲ့အတွေးခေါ်မဟုတ်တာဖြစ်နိုင်ပါတယ်အဲ့ဒါကအတိတ်ကဝေဖန်တတ်တဲ့မိဘဆရာဒါမှမဟုတ်တခြားတယောက်ရဲ့စကားတန်တွေကကိုယ့်အတွင်းစိတ်ထဲမှာပဲ့တင်ထပ်နေတာမျိုးပါအဲ့ဒီသူစိမ်းရဲ့တန်ဒီကိုယ့်ရဲ့ကိုယ်ပိုင်အတန်စစ်နဲ့ခွဲခြားတိမြင်နိုင်သွားတာကလွတ်မြောက်ခြင်းရဲ့အစပါပဲ ဆိုတော့ဒါကအချင်းတစ်ခုကိုပြုတ်ပြင်ပြောင်းလဲယုံတတ်တဲ့မဟုတ်တော့ပါဘူးဒါကကိုနဲ့လောကကြီးကိုရှုမြင်တဲ့တသနာတစ်ခုလုံးကိုပြောင်းလဲပစ်လိုက်ကပါဖြစ်တည်မှုရဲ့လွတ်လပ်ခွင့်ကိုပြန်လည်ရယူခြင်းပါပဲ ဒသနာပညာရှင် Albert Camus ကဒီအကြောင်းကိုအရန်လာတဲ့စကားလုံးတွေနဲ့ဖော်ပြခဲ့ပါတယ်။သူ့အတွက်လွတ်လပ်မှုဆိုတာမလိမ်ညာပိုင်ခွင့်နဲ့ခဏလောက်စဉ်းစားကြည့်ပါ။သူများတွေသဘောကျအောင်ဟန်ဆောင်နေရခြင်းဟာကိုလိမ်ညာနေတာမျိုးပဲမဟုတ်ဘူးလား။ကိုယ့်ရဲ့စိတ်ရင်းအမှန်ကိုဖုံးကွယ်ထားရတဲ့အတွက်ဒါဟာကိုယ့်ဘာသာကိုတိဆောက်ထားတဲ့အကျဉ်းထောင်တစ်ခုပါပဲ။ ဒါကြောင့်ကဲမှုစီရဲ့အမြင်အရဒီလိုဟန်ဆောင်မှုနဲ့မယိုးသားမှုဆိုတဲ့ကြေးကြုံပွားကနေလွမြောက်ဖို့တခုတည်းသောနီလန်ကစစ်မှန်ခြင်းပါပဲတောင်းပန်စရာမလိုပဲကိုယ့်ရဲ့စစ်မှန်တဲ့ပင်ကိုအတိုင်းနေထိုင်ခြင်းဒါဟာလူအဖွဲ့အစည်းရဲ့ဖိအားတွေကိုစန့်ကျင်တဲ့အဆုံးစွန်သောပုံကံမှုတစ်ခုဖြစ်နိုင်ပါတယ် နောက်ဆုံးမှာတော့အစရဲ့ Reddit အသုံးပြုသူတယောက်ရဲ့စကားနဲ့ပဲအဆုံးသတ်ချင်ပါတယ်ကိုဖြစ်တည်ဖို့သူတို့ရဲ့ခွင့်ပြုချက်ကိုပယ်တော့မှမလိုအပ်ခဲ့ဘူးကိုယ့်ရဲ့ခွင့်ပြုချက်ကိုပဲလိုအပ်ခဲ့တာဒီစကားကတကယ်ကိုအားရင်ဖြစ်စီပါတယ် ဒါကြောင့်ဒီမေခွန်လေးတစ်ခုကိုတော့ကိုနဲ့အတူတိုင်ဆောင်သွားဖို့ခြံထားခဲ့ခြင်းပါတယ်တကယ်လို့များတခြားလူတွေဘလို့ထင်မလဲဘလို့ဝေဖန်မလဲဆိုတဲ့ကြောက်စိတ်တွေသာလုံးဝပျောက်ကွယ်သွားခဲ့ရင်ကိုဟာဘလို့လူမျိုးဖြစ်လာမလဲဘာဒီလုံးမလဲအဲ့ဒီအဖြစ်မှာကိုရဲ့စစ်မှန်တဲ့လွတ်လပ်မှုကစောက်ချူနေပါတယ်